ပုံမှန်နေ့တွေမှာနှိုးမထားတဲ့သမီးကဒီနေ့တော့အစောကြီးလုပ်တည်လုပ်နေပါရှင်။ဘာလို့လဲဆိုတော့ဒီနေ့သမီးတို့အကြောင်းရဲ့နောက်ဆုံးနေ့နှုတ်ဆက်ပွဲတယ်လी။အိမ်မှာလည်းအမြဲပို့လုပ်ချင်တဲ့သမီးကအတန်းကောင်းဆောင်တဲ့လीအကြောင်းမှာလဲ။ဒါကြောင့်နှုတ်ဆက်ပွဲမှာကိုရိုင်းအိမ်ကနေပြီးတော့မာလာရှန်ကောတွေလောက်သွားချင်ပါတယ်တဲ့လी။အလုံးရှုပ်ပေမဲ့သမီးကြည်နဲ့အောင်လုပ်ပေးပါတယ်ရှင်။လူ90စာ60စာလောက်ရမှာဆိုတော့လွယ်တော့မလွယ်ဘူးလी။ကိုကဆိုရင်တော့မဖြစ်ပါဘူး။သမီးအဖေကလုပ်ပေးလို့ပါရှင်။ခဏနေတော့သမီးတငယ်ချင်းလေးတွေလည်းလာပြီးတော့ဝိုင်းကူကြပါတယ်။ကျောင်းသားဘဝပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနိုင်မှုဝိုင်းဝန်းပြီးတော့အားဖြစ်ကူညီရတာပေါ့ရှင်။ကျန်တဲ့ခေါင်းဆောင်တွေတော့မသိဘူးတော့ကျမသမီးအတန်းခေါင်းဆောင်ကတော့အိတ်ဆိုင်ဖို့ပဲတွေးနေတာ။ဒါပေမဲ့ကျင်းနေပါတယ်လေဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ပေးဖို့ပဲသင်ပေးဖြစ်ပါတယ်ရှင်။ကျောင်းသားလေးတွေရွှင်ရပါစေကလေးတို့ကြီး။ကဲအခုဆိုရင်တော့နောက်ဆုံးနေနဲ့မှာလာရှန်ကောရုပ်လုံးလေးပေါ်လာပါပြီ။မှုရေးနှောက်ပြီးတော့ကျောင်းကိုပို့ပါတော့မယ်ရှင်ပြပြရှင်ရှင်စားကြတော့ကြတော့မယ်တမီးတို့ငါလိုက်ပြီစားမော်နီအဲ့ဒါဆိုင်ရတယ်အဲ့ဒီရွက်တွေပဲစားဒီဝေးရမှာရွက်တွေစားပြီလက်စားခဲ့မြစ်တောင်ရလာမြစ်တောင်အရင်ပေါ်နေလို့ရှိရင်တော့မသိဘူးလားအမှုတွေရှိအိမ်မှာအားကြောက်ခဲ့တယ်တော်တော်ပေါ့ညမတော့တော့တယ်နောက်တစ်ခါနေဟောတယ်ဆို